စော်ကြည့်ခြင်းတဲ့လူတွေစားပြီးလို့ရတယ်မုတ်စော်ကြည့်လေးကြော်ပါမယ်ရှင်အခါရက်တွေပြီးသွားမှကြော်ဖြစ်တဲ့မုတ်စော်ကြည့်လေးပေါ့နော်မုတ်စော်ကြည့်လေးကြော်ဖို့အတွက်အရင်နေ့ကမလွှဲပေါ်လုံတော့ပိုးနေတဲ့မုတ်သားလေးတွေကိုရေခဲတက်တာနဲ့တင်ထားတာလေးတွေပြန်သုံးပါမယ်အဲ့မုတ်သားလေးတွေကိုချေမွပြီးလို့ရှိရင်စံမွှေးစံစိမ့်မို့အထုပ်တစ်ဝက်ကိုထပ်ထည့်ပါမယ်ရှင်မိုးစီကြော်ဖို့အတွက်ဆိုလို့ရှိရင်တော့အချိုးကကောင်းညက်မုတ်ထဲဆန်မုတ်အချိုးကပုံများနေမှာဖြစ်ပါအဲ့ဒါမှချွတ်ချွတ်ရွလေးရမှာပါရှင်ပြီးရင်တော့အေးခံပြီးကြိုထားတဲ့ထညက်ရည်လေးတွေကိုထည့်ပြီးနေပါမယ်စားလေးအနှဲငယ်လေးထည့်ပြီးနေပါမယ်ရှင်ပြီးရင်တော့ရေအနေအထားအပြစ်ကျဲရဒီလောက်ဆိုရင်ရပါပြီပြီးရင်တော့နှမ်းလေးတွေရောပါမယ်နှမ်းလေးတွေကတော့များရင်ပိုစားကောင်းပါတယ်နော်နှမ်းများရင်ဆွေမျိုးပေါ်တယ်လို့ကျမလေးတယောက်ကပြောဥပါတယ်ရှင်စီလေးကိုရောက်ချိုစုံတစ်စုံနဲ့ခတ်ပြီးကြော်ပါမယ်မုံသားလေးတွေကဘေးကနေတဖြည်းဖြည်းချင်းပွာလာပါမယ်နော်အဲ့ဒါဆိုလို့ရှင်တော့ဖြည်းဖြည်းချင်းတစ်ဖက်ကိုလှမ်းပါမယ်မီးရလည်းအေးဆုံးကိုထားပြီးကြော်ပါမယ်နော်ထညက်ရည်လေးပါတဲ့အတွက်မီးပြင်းလို့ရှင်တူးသွားတတ်ပါတယ်ရှင်ငါအပြော့မှာအနေထားတော့မိမိစိတ်ကြိုက်ဖြစ်ပါတယ်မုံသားကျွတ်ကျွတ်ကလေးစားချင်တော့နည်းနည်းမီးလေးနဲ့စိတ်ချလက်ရှိကြော်ပေးရပါမယ်နော်အဲ့ဆိုလို့ရှင်တော့စော်ကြည့်စေးတဲ့မှုန့်လေးရပါပြီအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်